stretching လုပ်တယ်ပတ်2စက္ကန့်3စက္ကန့်လောက်ပဲသိကြတယ်ခင်ဗျား muscle ကဘယ်တော့မှအဲ့လိုပေါ်လည်းနဲ့အကျော်လျှော့လို့ relax ဖြစ်မှာမဟုတ်ဘူးကျွန်တော်တို့လေ့ကျင့်ခန်းလုပ်ပြီးတော့ stretching တေချာမလုပ်တဲ့လူတွေရှိလို့ရှိရင်ဒီဗီဒီယိုကမိတ်ဆွေအတွက်ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နိုင်ဝင်းထွန်းပါ Dubai Personal Trainer တယောက်အနေနဲ့ရည်တည်နေပါတယ်လက်ရှိ online ကနေလည်း Elite Professional တွေလေ့ကျင့်ခန်းစလုပ်မဲ့သူတွေကို online program တွေနဲ့ကူညီပေးလျက်ရှိပါတယ် Okay ကျွန်တော်တို့တော်တော်များများလေ့လူရှုတဲ့ကြောလျှော့တဲ့ကိစ္စ stretching လေ့ကျင့်ခန်းလုပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ပင်မနေလို့ပဲဖြစ်စေတချို့ကြတော့ပြင်းလို့ပဲဖြစ်စေအကြောလျှော့တဲ့ကိစ္စရဲ့ process ကိုခြံထားခဲ့တာများတယ်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဒီနေ့မှာကျွန်တော်နည်းငယ်စိုးကြိုးတွေပါရှိလဲကောင်းကျိုးတွေပါရှိလဲဆိုတာကိုနည်းငယ်ဆွေးနွေးပေးချင်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ကလေ့ကျင့်ခန်းလုပ်တယ်ဆိုတာကအလေးဝင်နေနဲ့ movement အနေနဲ့ကျွန်တော်တို့ရဲ့ muscle fibers တွေကိုဖြည့်ဆည်းပြတာဖြစ်တယ်ဒါကိုတစ်ချက်နားလည်ရမယ်ကျွန်တော်တို့ဂျင်ထဲမှာ muscle တွေတိစောက်နေတာမဟုတ်ဘူးအဆီတွေလောင်ကျွမ်းနေတာမဟုတ်ဘူးကျွန်တော်တို့ muscle fiber တွေကိုဖြည့်ဆည်းနေတာအဆီလောင်ကျွမ်းတာတော့ cardio လုပ်လို့ရှိရင်တော့နေကျင်လောင်ကျွမ်းနေပေါ့နော်ဒါကတော့ okay ကျွန်တော်စဉ်းစားကြည့်အောင်ကျွန်တော်တို့ရဲ့ muscle တွေကအယူတွေနဲ့ချိတ်ဆက်ပြီးတော့ဒီကျွန်တော်တို့ movement တွေလှုပ်ရှားလို့ရအောင် joint တွေကိုကျွန်တော်တို့လိုအပ်တဲ့လေ့ကျင့်ခန်းတွေလိုအပ်တဲ့လှုပ်ရှားမှုတွေလုပ်နိုင်အောင်ကျွန်တော်တို့ကူညီပေးတာအဲ့ဒီအချိန်မှာကျွန်တော်တို့ကဒီ muscle တွေကကျွန်တော်တို့ repeatedly ကျွန်တော်တို့ထပ်ခါဒီလိုပေါ့နော်သူ့ကိုကြုံနေဆန့်နေထပ်ခါလောက်ပါများလာလို့ရှိရင်ကျွန်တော်တို့က muscle တွေကြီးကျယ်နေ muscle gain ဖြစ်တယ်ကျွန်တော်တို့လည်းပြောတယ် muscle တိဆောက်ပါဟုတ်ပြီအဲ့ဒီရင်တော့မှခင်ဗျား muscle တွေကတန်လာမယ်ကြီးလာမယ်ဆိုလို့ရှိရင်ဘာတွေဖြစ်လာလဲဆိုတော့ muscle တွေက tight ဖြစ်လာတယ်တောင့်ကြီးဖြစ်လာတယ် muscle ရဲ့သဘောတရားကသူရှိတဲ့ range အတွင်းမှာရှိရမယ်ခင်ဗျာအရင်ပြော့တွဲပြီးအားနည်းနေလို့လည်း weak ဖြစ်နေလို့လည်းမရဘူးအရင်တန်ပြီးတော့မာတောင့်ကြီးဖြစ်နေလို့လည်းမရဘူးအဲ့ဒါဆိုရင် तू ကသူ့ function သူကောင်းကောင်းမလုပ်နိုင်ဘူးစဉ်းစားကြည့်လိုက် overhead press တုံးမယ်ကျွန်တော် shoulder တုံးမယ်ဒီ leg dorsal တိုက်ဖြစ်နေလို့ရှိရင်ဒီ overhead press ကိုကျွန်တော်တို့ကောင်းကောင်းမွန်တွန်းနိုင်ရင်နေလို့တင်လာဟုတ်လို့ဆို chest muscle တွေတိုက်ဖြစ်နေတယ်ကျွန်တော်ဒီမှာ chest muscle ဒီမှာ attach လုပ်ထားတယ်ဒီမှာ insertion ရှိတယ် origin ရှိတယ်ဒီလိုတွန်းလို့ရှိရင်ဒီ muscle ကအောက်ကိုပြန်ဆွဲနေတဲ့အတွက်ဒီကျွန်တော်ဒီကြွက်သားတွေကို training တွေပေးပြီးတော့အသေးချာ stretching လုပ်မထားတဲ့အတွက်သူ့ရဲ့ရှိတဲ့ range အတွင်းမှာမရှိဘူးသူပုံမှန်လုပ်နိုင်တဲ့ function ကိုကျွန်တော်တို့အများကြီး short ချပစ်တယ်လို့ဖြစ်နေတယ်အဲ့တော့အချိန်ကဘာဖြစ်လဲ movement တွေလုပ်လို့ရှိရင် optimal movement technique မရဘူး optimal range ကိုရအောင်မလုပ်နိုင်ဘူးအဲ့ဒါတွေကနေကျွန်တော်တို့ဘယ်ကိုဥတည်သွားလဲ injury တွေဥတည်သွားတယ်အကျော်မလျှော့တဲ့ကိစ္စလေးတခု training တွေလုပ်တယ်အလေးတွေနဲ့စက်တိုက် train နေ muscle ကအနာမရဘူး recovery မရအောင်ဒီ muscle ကိုပြန်ပြီးတော့ပျော့ပြောင်းလာအောင်မလုပ်ဘူးသူ့ရဲ့ range အတွင်းမှာရှိနေအောင်မလုပ်ဘူး muscle ကခင်ဗျ tight ဖြစ်နေရမယ်လို့ tight ဖြစ်နေမှာကောင်းမယ်ဆိုတာမဟုတ်ဘူးเนาะတောင့်ကြီးဖြစ်နေမှာ muscle ထိုးကြည့်လိုက်လို့ရှိရင်မာနေမှာဒါကကောင်းတယ်ဆိုတာလုံးဝမဟုတ်ဘူးဒါသူရှိတဲ့ range အတွင်းမှာရှိရမှာအရင်ပျော့ဖက်နေပြီလေ့ကျင့်ခန်းမလုပ်ထားတဲ့သူတွေကိုကြည့်လိုက်အရင်ပျော့ဖက်နေဒါဆိုရင်တော့သူတို့ကလုံးဝသူ့ရဲ့ limit အောက်ကိုရောက်နေတယ်လေ့ကျင့်ခန်းအရင်လုပ်တဲ့သူတွေကြိုင်လဲကြည့်လိုက်ရင် muscle ကိုတွက်ကန်ကြည့်တယ်တောင့်အဲ့ဒါဆိုလည်းသူ့ရဲ့ limit ကိုကျော်နေတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့လှုပ်ရှားတဲ့အခါမှာကျွန်တော်တို့ joint တွေကကောင်းကောင်းမလှုပ်ရှားနိုင်ဘူးကျွန်တော်တို့ joint တွေရဲ့လှုပ်ရှားနိုင်မှုတွေကိုကန့်သတ်သွားတယ်ဘာလို့လဲဆိုတော့သူတို့ကဆွဲနေတဲ့အတွက်တချို့ဆိုရင်ဒီလိုတွေကျွန်တော်လက်ကိုအနောက်ကိုသွားပြီးတော့ကောင်းကောင်းမွန်ဒီတိုင်းမမြောက်နိုင်တော့ရပါရှိတယ်ဟုတ်လဲဆိုတော့ chest muscle တွေရန်တင်းနေတယ်မပွင့်နိုင်တော့ဘာလို့လဲဆိုတော့တရားကြီးက chest muscle တွေ
ကျွန်တော်အရင်တင်းလာပြီဆိုရင်အဖြစ်များတာ rounded shoulder ဒီလိုကြီးကုန်းလာတယ် shoulder ကြီးဒီလိုရှေ့ကိုလဲလာတယ်အဲ့ဆိုဘာဖြစ်လဲ shoulder ဆော့တဲ့ကံမှာဒုက္ခရောက်လိမ့်မယ်ဘာလို့ ball of circus မှာကျွန်တော်ဒီ shoulder joint မှာဒီလိုထည့်တာလားဒီကျွန်တော်ဒီညရိုးကနေထွက်တဲ့ joint ကဒီလက်မောင်းရိုးကဒီလိုလာစိုက်တာဒီအရိုးကသူ့ရဲ့ပုံမှန် angle ထဲမှာမရှိဘူးဒီလိုရှေ့ကိုလဲနေတယ်ဆိုလို့ရှိရင်ခင်ဗျ shoulder ဆော့လို့ရှိရင်ဒီတပေါင်း injury ရလိမ့်တော်တော်များ shoulder injury ရအများဆုံးပဲကျင်ထဲမှာရရင်လည်းတော်တော်နဲ့မပြောက်တော့ဘူးအဲ့ဒါတွေဘယ်ကစလဲ muscle imbalance ကနေစတာခုနပြောတယ် muscle ကသူ့ရှိတဲ့ range တွင်မှမရှိဘူး tight ဖြစ်တဲ့ကောင်အရင် tight တော့ဆွဲတယ်သူတန်တဲ့ဘက်ကိုဆွဲတယ်ရှော့နေတဲ့ဘက်ကကျတော့လေယော့နေတော့အဲ့ဒါကိုပြန်ပြီးတော့ကျွန်တော်သူ့နေရာသူပြန်မထည့်နိုင်အဲ့တော့ပြဿနာကျွန်တော်တို့က training လေးကြီးပဲရန်ပြီလုံးနေလို့မရဘူးဒီအကျော် short တဲ့ကိစ္စကအရန်ကိုအရေးကြီးတယ်ခင်ဗျ performance ခင်ဗျရဲ့ posture ခင်ဗျရဲ့ pain free injury ကင်းဖို့အတွက်ဒီအကျော် short တဲ့ကိစ္စကအရန်လိုပါတယ်ပြီးတော့နောက်တစ်ချက်ကျွန်တော်တို့လေ့ကျင့်ခန်းလုပ်လိုက်တယ်ချိန်ထဲမှာတစ်ဆက်ရှင် okay weight training လေးမှာလိုက်တယ်အဲ့ချိန်မှာခင်ဗျရဲ့ nervous system က sympathetic mode ဖြစ်နေတယ်ပြောရရင် fight or flight nervous system မှာဘာဖြစ်နေလဲဆိုတော့ခင်ဗျလေ့ကျင့်ခန်းလေးလုပ်ထားတယ်ခင်ဗျခန္ဓာကိုယ်ထဲမှာကခင်ဗျလေ့ကျင့်ခန်းလုပ်ပြီးသွားတည်တိုင်အောင်တော့ခင်ဗျခန္ဓာကိုယ်ထဲမှာအဲ့ဒီအရှိန်ကမသေးသေးဘူးခင်ဗျခန္ဓာကိုယ်အနားပေးပါပြီဆိုတော့တည်င်းကိုအုံနောက်ကမရသေးဘူးဘာလို့လဲဆိုတော့ heart rate တွေတက်နေတော့မယ်ကျွန်တော်တို့ muscle fiber တွေကပျက်စီးသွားတာတွေကသူပြန်ပြီးတော့ပြုပြင်ဖို့အတွက်ကြိုးစားနေတော့မယ်အဲ့တော့ stretching ဘာလို့လုပ်ရလဲဆိုလို့ရှိရင် recovery mode ကို parasympathetic nervous system recovery mode ကိုအမြန်ဆုံးရောက်အောင် muscle တွေကို relaxation ပေးတာကျွန်တော်တို့အကျော်လျှော့တဲ့အချိန်မှာစဉ်းစားကြည့်လိုက်ဆွဲဆန့်တဲ့ movement တွေပါ stretching ဆိုပြီးတော့ကျွန်တော်အတိတ်ပဲမှာတွေဆန့်အဲ့တော့ muscle တွေကသူ့ကို train လို့ရှိရင် contract လုပ်လို့ရှိရင်သူက tight ဖြစ်လာတိုးလာတာပေါ့ရှင်းပြောဥပမာ chest အရင်ကြီးတဲ့သူတယောက်ကိုကြည့်လိုက် chest အရင်ကောင်းတဲ့သူတယောက်သူ့ chest ကတိုးပြီးတော့ tight ဖြစ်နေမာတောင်းဖြစ်နေအဲ့ဒါကပြောရရင်မျက်လုံးနဲ့မြင်အောင်ပြောရင်တိုးသွားတာ muscle fiber အလေးတွေနဲ့ control လုပ်တဲ့အတွက်အဲ့ဒီမှာကျွန်တော်တို့သူ့ရဲ့ပုံမှန် range ပြန်ရောက်အောင်အကျော် short တဲ့ stretching exercise တွေနဲ့ဆွဲဆန့်ပြီးတော့ relaxation muscle ကို relax ပြအောင်လုပ်ပေးရတယ်အဲ့ကြမှာမိတ်ဆွေရဲ့ခန္ဓာကိုယ်က okay ဒါဆိုရင်တော့ငါ nervous system ကနေအုံနောက်ကိုတစ်ဆင့် okay relax ဖြစ်တယ်ပြီး relax ဖြစ်ပြီအဲ့လိုမှကကျွန်တော်တို့ကခန္ဓာကိုယ်ထဲမှာလည်း stress level တွေလျော့တယ်ဒီ muscle တွေကလည်းအမြန်ဆုံး recovery ပြန်ရတယ်အဲ့ဒီအတွက်ကျွန်တော်တို့ကလေ့ကျင့်ခန်းလုပ်တာတစ်ခုတည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့လေ့ကျင့်ခန်းလုပ်ပြီးသွားတဲ့အချိန်မှာ post workout မှာအနည်းဆုံး9မိနစ်10မိနစ်လောက်အချိန်ပေးပြီးတော့ကို train တဲ့ muscle တွေအဓိက train တဲ့ muscle တွေ relaxation ဖြစ်အောင် recovery mode ကိုအမြန်ပြောင်းအောင်လို့ကျွန်တော်အကျော် short ပေးဖို့လိုတယ်ကျော် short ကလည်းနီးတဲ့နေအများကြီးရှိတယ်ပေါ့နော်အဓိကအလွယ်ဆုံးသုံးတာတော့ static ဆိုတာကျွန်တော်အငြိမ်လေ့ကျင့်ခန်းမလုပ်ခင်မှာကျွန်တော် join နေ ready ဖြစ်အောင်ကျွန်တော်သွေးလက်ပတ်မှုတွေကောင်းအောင်လို့ကျွန်တော်လှုပ်ပြီးတော့သွေး temperature တွေမြင့်လာအောင်လှုပ်ပြီးတော့ short ကြတယ် okay ဒါကလေ့ကျင့်ခန်းမလုပ်ခင်ခုပြောနေတဲ့လေ့ကျင့်ခန်းလုပ်ပြီးသွားတဲ့အချိန်မှာဖြစ်တဲ့အတွက် muscle တစ်ခုကိုကျွန်တော်ဆွဲဆန့်နိုင်လို့ဆွဲဆန့်အဲ့ဒီအချိန်မှာကျွန်တော်တို့အမှားဆုံးကိစ္စက stretching လုပ်တယ်ပတ်2စက္ကန့်3စက္ကန့်လောက်ပဲသိကြတယ်ခင်ဗျာ muscle ကဘယ်တော့မှအဲ့လိုပေါ်နေအကျော် short လို့ relax ဖြစ်မှာမဟုတ်ဘူးချက်သားတစ်ခုကိုအကျော် short တော့မယ်ဆိုရင်အနည်းဆုံးစက္ကန့်15စက္ကန့်လောက်ကနေစပြီးတော့စက္ကန့်30လောက်ထိ short ပေးတင်တယ် position တစ်ခု okay ကျွန်တော်ဒါကို short မယ်ဆိုရင်ကျွန်တော်ဒီမှာဒီ level ကနဲ့ကျွန်တော် upper track ဒါကို short ပြီးကျွန်တော်15စက္ကန့်လောက်ကင်ထားဖို့လိုတယ်ဒီတိုင်းနောက်တစ်ချက်အရေးကြီးတာ breathing ထည့်ဖို့လိုတယ် breathing မှာပါတဲ့အကျော် short ခြင်းကခင်ဗျာ meaningless ပဲအတိတ်ပဲမရှိဘူးခင်ဗျာလည်း relax ဖြစ်မှာမဟုတ်
muscle လေးယော့တော့မှာမဟုတ်အဲ့တော့ breathe in breathe out slowly breathe out အဲ့ဒီအချိန်မှာကျွန်တော်ဆွဲနိုင်တော့လေးဆွဲပေးလို့ရတယ်ဆွဲပေးတဲ့အချိန်မှာအဓိကမှတ်မှာအသက်ရှူတဲ့အချိန်မှာမဆွဲပဲနဲ့လေကိုမိုးထုတ်လိုက်တဲ့အချိန်မှာခင်ဗျားခန္ဓာကိုယ်က relax ဖြစ်သွားပြီးပျော့သွားတာကိုတွေ့ရလိမ့်မယ်အဲ့ဒီအချိန်မှာကျွန်တော်တို့အနေငယ်လေးသူ့ relax ဖြစ်အောင်ပျော့လာအောင်ကျွန်တော်ဆွဲပေးလို့ရတယ်ကျွန်တော်နမူနာပြရရင်ကျွန်တော်ဒီချိန်မှာဆွဲလို့မရအောင်ဒါပေမဲ့လေမုတ်ထုတ်လိုက်တဲ့အချိန်မှာကျွန်တော်အနေငယ်ဒီ muscle လေးကိုတက်နိုင်လောက်ဆွဲဆန့်ပေးလို့ရတယ်အဲ့လိုလေးဘယ်မှာဆယ်ဝဲ short ကျွန်တော်ဒီ technique ကိုသုံးဖို့လိုတယ်ပထမဆုံး15 second ကျွန်တော်တို့ကြာအောင် short ရမယ်အနည်းဆုံးဒုတိယချက် breathing ထည့်ရမယ်ဒီနေ့ချက်မပိုင်းခင်ဗျားရဲ့ stretching ကအတိတ်ပဲမရှိဘူးအလုံးလည်းမဖြစ်ဘူးနောက်ရက်ဒီကျရင်ကျွန်တော် stretching ကိုအသေးစိတ် video နဲ့ရိုက်ပြီးတော့တင်ပေးပါမယ်စိတ်ဝင်စားတဲ့သူရှိလို့ရှိရင်လည်းကျွန်တော် comment မှတ်ထားပေးပါကျွန်တော် stretching exercise လေးတွေတင်ပေးမယ်ဒါကဘာဖြစ်လို့ကျွန်တော်အဖြစ်များတဲ့ကိစ္စအချိန်ထဲမှာပြဿနာတက်ပြီးလေးတွေမှားတယ်ချင်းနေမှန်နေတယ် okay လောက gym rep တွေပေါ့နော်လောကသူတို့ချင်းအရင်ဆော့ရတယ်သူပြဿနာတွေတက်လာပြီဆိုဘာဖြစ်လဲဒီအကျော်မလျှော့တာကြောင့်ဖြစ်တဲ့ပြဿနာတွေကြီးပဲ injury တော်တော်များများနားလည်မယ်ထင်ပါတယ်ကျေးဇူးတင်ပါတယ်